မြန်မာနိုင်ငံမှာဆိုစီပြန်ထုတ်ပြီးရောင်းစားတဲ့ကောင်တွေလိုမျိုးပဲပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မိုးဆက်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းကတော့ TCG နဲ့ပတ်သက်တဲ့အကြောင်းကမဟုတ်ဘူးအဲ့ဒါတော့ရည်စံကောင်းတဲ့ကိစ္စတစ်ခုကိုပြောပြမှာဖြစ်ပါတော့ဒါရည်စံကောင်းတဲ့ဆိုပေမဲ့လည်းဒီ collectible တွေရုပ်တွေနဲ့ပတ်သက်တဲ့ကိစ္စပဲပေါ့နော်အဲ့ဒါကတော့ဒီယိုရှီပေါပေါဆုပ်ဘူးပြဿနာပဲပေါ့ဆိုတော့ဒီပြဿနာကဘာလဲဆိုလို့ရှိရင်ဒီရုပ်ကကျွန်တော်တို့မာရီယိုခင်ဗျားတို့မာရီယိုနံပါတ်2ကိုရုံမှာကျွန်တော်ဘန်ကောက်ဖြစ်ဖြစ်ချမ်းနိုင်ငံမှာပဲရုံမှာသွားကြည့်လို့ရှိရင်သူတို့ရဲ့ market အနေနဲ့ရောင်းတဲ့ဒါ item တစ်ခုပေါ့နော်ဒါပြောမယ်ဆိုတော့ပေါပေါဆုပ်ထည့်တဲ့ဘူးပဲပေါ့နော်ဒီမှာထဲမှာပေါပေါဆုပ်ထည့်မယ်ဒါပဲပေါ့နော်ဒါပေမဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်ဒီရုပ်ကိုresale ပြန်ရောင်းတဲ့ကောင်တွေပေါ့နော်ပြောရမှာဆိုမြန်မာနိုင်ငံမှာဆိုစီပြန်ထုတ်ပြီးရောင်းစားတဲ့ကောင်တွေလိုမျိုးပဲပေါ့နော်အဲ့ကောင်တွေကရှိသမျှကောင်တာတွေရှိသမျှ branch တွေတိုင်းဟာဒီရုပ်ကိုလိုက်ဝယ်တယ်ဝယ်ပြီးတော့ကျွန်တော်တို့ resale market မှာဒါက American တော့ကျွန်တော်စိတ်နေ$19လောက်ပဲရှိမယ်ပေါ့ဒါပေမဲ့ eBay တို့တခြား market တွေမှာပြန်ရောင်းတာ$100လောက်ရှိရပေါ့နော်ဘာတွေနဲ့ပြောင်းလဲဆိုတော့တော်တော်လေးရည်ရလည်းကောင်းလို့စီစိုးစရာလည်းကောင်းတဲ့ကိစ္စပဲပေါ့နော်ဆိုတော့ဘာလို့ဒီဟာတွေကကျွန်တော်တို့မာရီယိုဘာလို့ဆိုတာကအများဆုံးကလေးတွေဦးတည်တဲ့ character တွေပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလိုမျိုးပြန်ရောင်းတဲ့ကောင်တွေကျွန်တော် sculptor တွေကအကုန်လုံးကဒီရုပ်တွေကို light သိမ်းကျုံးဝယ်တယ်ပြီးတော့မတန်တဆသေးနဲ့ပြန်ရောင်းတယ်ဆိုတော့ဒါမှဖြစ်တဲ့ကိစ္စပဲပေါ့နော်ဘာလို့ဒါအရင် demand ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီရုပ်ကကျွန်တော်တို့ပေါပေါဆိုဘူးတဘူးဆိုတာတဲ့ပို့တယ်ပေါ့နော်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီလေးရတယ်တော်တော်ကောင်းတယ်တော်တော်လေးနဲ့ချစ်ဖို့ကောင်းတယ်တကယ်ကျွန်တော်တို့ဒါကြောင်တကောင် site လောက်ရှိရပေါ့နော်ဒီ quality ဒီ data တော်တော်လေးကောင်းတယ်နောက်တစ်ပြဿနာတစ်ခုကဘာလို့ဆိုတော့ဒါ Nintendo ပိုင်တဲ့ character တစ်ခုလည်းဖြစ်တယ်နောက် Mario ဆိုလို့ရှိရင်လည်း fan base ကတအားများတော့ဒီ Yoshi ရဲ့ဆောင်းချစ်ဖို့ကောင်းတော့လူချင်းတဲ့လူကတအားများပြီးတော့ဒီဟာကိုသိနေတဲ့ဒီ sculptor တွေကဒါတွေအကုန်သိမ်းကျုံးဝယ်ပြီး eBay မှာပြန်ရအောင်ပေါ့နော်ဒီပြဿနာကတော့ကျွန်တော်အာရှမှာတော့မသိဘူးပေါ့နော်ကျွန်တော်ဘန်ကောက်မှာတော့အခုချိန်ကြီးကျွန်တော်တို့ major cinema တွေမှာဝယ်လို့ရနေသေးတယ် store ရှိနေသေးတယ်ဒါပေမဲ့နောက်နိုင်ငံတွေကတော့မပြောတတ်ဘူးပေါ့ပြဿနာကတော့နောက်နိုင်ငံမှာဖြစ်နေရလို့ထင်တယ်ကျွန်တော်ရုပ်စုတဲ့ corridor တွေထဲမှာထူးခြားဒီလိုမျိုးcinema တွေကပေးတဲ့ရုပ်တွေကိုပဲတည်တံ့စုတဲ့လူတွေသက်ရှိတယ်ကျွန်တော်ဒီအချိုးဘူးတွေပေါပေါဆုပ်ဘူးတွေဒီလက်ဆောင်ပေးတဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးလက်ဆောင်ပေးတဲ့ဟာတွေသက်စုတဲ့ corridor သက်ရှိရပေါ့နော်ဒီလိုမျိုးတွေကတော့ဒါတွေကြိုက်တယ်ကျွန်တော်ဒါယောဂဝယ်နေရအောင်နော်ရှေ့မှာလည်းကျွန်တော်0 ရတဲ့မြေခွေးလေးဝယ်ထားသေးရပေါ့နော်အဲ့ဒါဆိုလေ990လောက်ပဲဘက်990ပဲပေးရတယ်အဲ့ဒါတွေတော်တော်ချစ်ဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်သတိထားမိတော့ပေါ့နော်ဒီတစ်ခေါက်ရုပ်ကတော်တော်လေးချစ်ဖို့ကောင်းတယ်ဒါကျွန်တော်တို့ TikTok မှာဆိုလို့ရှိရင်ဒီရောက်ပန်းထဲတဲ့ကောင်နဲ့ဒီရောက်မီးထဲတာပြီးတော့ညိုင်မီလုပ်တဲ့ကောင်နဲ့အစုံပဲပေါ့နော်ဆောင်းဟန်ဒီ social media မှာ viral ဖြစ်နေတဲ့ရုပ်လည်းပြောရရတယ်ပေါ့နော်โอเคဆိုတော့ဒီနေ့တော့ဒီလောက်ပဲမာရီယိုကြိုက်တယ်ယိုရှီဂါရီတာလေးကိုချစ်တယ်ဆိုလို့ရှိရင်ဘန်ကောက်မှာပဲဖြစ်ဖြစ်တခြားနိုင်ငံမှာရွှေ့သွားကြည့်လို့ဒီရုပ်ကိုတွေ့ရဆိုလို့ရှိရင်ကျန်တဲ့စီကဝယ်တာပေါ့ဒါနေရာတော့ယူတယ်ပေါ့နော်အကြီးကြီးဆိုတော့အားလုံးပဲတက်တာနောက်တစ်ခေါက်တွေ့